ဒီတော့မင်းဒီနေ့လဲလာလဲပြန်ပြီလား ဟုတ်တယ်ဒါပြင်းလို့ဦးထံဝယ်လာလေတချင်းနာတော့ ဟောတချင်းနားတော့ခြင်းလို့ ဟိုဘက်မှာဦးကြံကန်ကြည့်တာပဲ ဟောအေးလေကွာအဲ့ဘက်မှာကြံဆိုင်ရတို့ဟိုနဲ့မုံဆိုင်နဲ့ကြံဆိုင်နဲ့တွေ့ထားတာ ဟိုတည်းကသားမိတ်သားတပညာရတာသားမိတ်ပြဒါလို့ဒါကြံဝယ်တိုင်းပါ ဟောအေးပေါ့အညာကလေးတွေကသပင်လာညက်လို့ချင်းသူ့အလေးနဲ့လာညက်တာလေကွာမင်းကမင်းမေကြီးငငယ်လေးတဲ့ဆုံးသွားတာဆိုတော့ဒီကမင်းမေကြီးပိုင်တော့မင်းကိုကြံဝယ်တိုင်းမှာပေါ့ဘာမှမဘူးနဲ့ပြီးရင်ဦးအဲ့ကြံရင်မင်းကိုဦးဝယ်တိုင်းမှာကြလားနော်ဟဲ့အောင်မင်းကူမင်းဖေးနေနေတာ ဟိုဖေးရလဲထိုင်းသွားပြီ ဟောထိုင်းသွားတာမကြသေးဘူးလား ကြားတယ် ။အော်အေးဘောမင်းဘွားရှိလေးလည်းရှိသေးတာဟိုမင်းဒီလေထိုင်ရလှုပ်လှုပ်သွားတာရှိမှာပေါ့။အခုကဘင်းနေနေတယ် ဒါပိုင်း ။ဟောပိုင်းနေနေ။ ဒါဖေးလဲထိုင်းသွားတီးအောင်တော့အမေရှိလေးတဘောလားဒိုင်းမပင်လေးဆိုရပါဦးကြီး အော်မင်းပဲထိုင်သွားတာလိုင်းမော်နေမင်းကိုတွေ့ရင်တိအောင်လို့။အော်ဒီလိုင်းမော်ကိုမေဒီရှင်းလေးတစ်ပုတ်နဲ့ဆိုပြဖို့ပေါ့ဟလား။အဲ့ဒါဆိုမင်းနဲ့ငါနဲ့ဒီမှာထိုင်ပြီးတော့သပင်ညက်တာနဲ့မလုပ်တော့ဘူးထိုင်ပြီးတို့ဆိုလိုက်မယ်။အဲဆိုတဲ့ခါကျတော့ဦးနောက်ထပ်တချင်းလေးတစ်ပုတ်ထွက်ထားတယ်။ထိုင်းရောက်ညမာပေါ့လေသူလည်းအလုံးလုံးရနေပြီးတော့စင်းအောင်စင်းရဲနဲ့အလုံးလုံးရနေပြီးတော့သူ့အမေတို့တချင်းလေးတစ်ပုတ်ဆိုထားတာဝေါမျိုးကကိုငယ်လေးအတွေးပကြီးလို့ခေါ်တယ်ကိုငယ်လေးအတွေးပကြီးဆိုတဲ့တေးစရာရေးပေးထားတဲ့မငူပါနဲ့ချစ်တော်မိမိဆိုတဲ့တချင်းလေးတစ်ပိုက်မင်းကိုဆိုပြီးတော့လိုင်းမော်ဦးတင်ပေးလိုက်မယ်နော်ကြားလားကျမ်းမာရေးလေဂယုဆိုင်ပါနော်မေညီလေးညီမလေးများလေအစင်မြဲကလေးရရောင်းပြောပြပေးပါမိမိရဲ့မိလေရတမင်ဝိုင်းလေးကိုတရိယာလိုက်တာမိမိရဲ့မိသားစုတွေမစုံလင်တဲ့တမင်ဝိုင်းမှာမိမိငိုနေတာတာတိတဲ့ချစ်တော်မိမိတားလည်းနေတိုင်းလွမ်းနေတားလည်းရင်နဲ့လွမ်းရဲ့မပြေနေညိုညိုညနေဆောင်ရင်ကိုလိုတော်လွမ်းရတဲ့မေစုံညီတဲ့ထမင်းဝိုင်းလေးရောက်တော့မှာပါမေအာတင်းထားပါမငိုပါနဲ့ချစ်တော်မိမိ